ဒီနေ့ကတော့ဒီ king crab ရဲ့လက်ချောင်းကြီးကိုပေါင်းစားမှဖြစ်ပါတယ်ရှင်ဒါ၄ချောင်းဝယ်လာတာပေါ့နော်နှစ်ချောင်းကတော့ပေါင်းလာပြီဒါကတော့နှစ်ချောင်းကျန်သေးရင်နောက်နေ့စားဖို့တင်ထားလိုက်ပါမယ်တီတီတီဦးချာမဟောစားကြတော့ခဏဖွင့်ကြည့်ပါတယ်မကျက်သေးပါဘူးပြုတ်ရင်ချိုးထွက်တော်ပါသလိုပေါင်းလာတာသူများတွေတော့အချောင်းလိုက်စားတာလိုက်တယ်ပေါ့နော်ကျမတော့အိုးသေးတော့အချောင်းကိုခုတ်လိုက်ပါတယ်ဒီလူလေးပါဒါလေးလဲဝယ်ထားတယ်ဒါလေးကိုကနန်းပေါင်းပေါ်နေပြီးတော့တင်ပြီးတော့စားကြည့်ပါမယ်ဒါကတော့ကနန်းပေါင်းကိုစောင့်နေနဲ့ပြောင်းမှုရိုးဘောလုံးကက်နေရဥဥဖြစ်ပါတယ်စားမှာပဲခွာရမယ်ဝယ်ဒီနှစ်ခုကတော့ခွာပြီးသွားတယ်ဟုတ်ခွာတယ်ဒါကတော့စားမှာပဲကြာတယ်သွားမယ်လားလို့ရှိရင်တော့ဝင်သွားပြီပေါ့နော်မှာ9ဥညာဟိုမှာတစ်တော့မှာတွေ့လို့လေအဲ့လိုလေးစားချင်တယ်မျိုးတဲ့ရစရာလေးတော့ဆမ်းမနည်းနည်းစားကြည့်ရောစားကြည့်ရင်ကျွေးတာမစားရလို့ရောကောင်းလားသူကတော့ဘာကျွေးကြည့်အကုန်ကောင်းနေကြီးပဲမျိုးဒီလိုလေးတိပြီးဘုံပြေးသွားကျွေးအောင်မယ်ဒီလိုလေးဟိုစားတောက်ဆိုင်နေရလို့လေဟဲပြုတ်ကြက်ပဲဘာတန်နေတော့ပြုတ်မကြက်နဲ့နော်ပြုတ်မကြက်နဲ့ဆိုပြုတ်ကြသွားပြီကာဗီယာဥလေးကို king crab ရဲ့အပေါ်မှာတင်လိုက်ပါပြီတနန်မသိရင်ကိုယ့်အကိုရဲ့စပုံမှုပြိုင်ပွဲဝင်နေတယ်ရပြီဒီမှာလှလှပပလေးတစ်ချောင်းတော့ရရသွားကြွေးကြမယ်လားသွားမယ်ဦးလက်ဆောင်ကြီးထိုင်လို့မကာဗီယာငါ့ကိုအဲ့တင်ထားစားကြည့်ဒီကြီးတဲ့ဟာလေးဒီစားလိုက်နည်းနည်းငယ်နေအရာကဘယ်လိုလဲကြည့်ဟိုင်းဘယ်နဲ့လာမှလဲ这是什么？ကာဗီယာရဲ့ငယ်နေနော်刚刚的。ဟုတ်တယ်什么？စားကြည့်မှာရောဆုံးနဲ့ review လိုက်တောင်းတယ်待会儿到他们说。 ရောဒါကြိုက် 大概。ကြိုက် 你看， ဟုတ်လား 他是长看什么？ အဲ့ဓမ္မကြီးမရှိဘူးကြိုက်ကြည့်ကောင်းတယ်လို့ 这什么的？ ခဏန်းကြီးအရန်ကောင်းနေပြီချဲပဲကြီးပဲ 还有这沙条。 ဓာတ်ငယ်နေတယ်ဒါပေမဲ့ကောင်းတော့ကောင်းတယ်ရအချောမစားဘူးလားလို့ဘာလို့လဲ 沙条有这么ကောင်းတယ်လေခဏန်းချဲပဲဒီမှာကြောက်စားနေငါနည်းနည်းကြိုက်ကြည့်နည်းများကြိုက်ပါနည်းများဟုတ်လားကောင်းတယ်လို့ဦးရောကိုင်စားလိုက်တော့ဒီရတယ်မှာခွဲထားပြီလေဒီကနေဆွဲပြီးစားလို့ရခွဲလိုက်卡吧，奶奶。